你哪说了？俺来教。好吧，啥意思啊？围巾肯定要洗的，围巾嘛，懂吗？围巾嘛，那么没要吧？好，不丢的，不见着。压了，累了。必须参加压他了。你的天啊！马上就在手里了。Thank you 啊。个白天马上有年纪了，有点。超市里看嘛。但是你有年纪了，你为啥不做这件？啊，出去了哦，你好。我今天要来了。Teddy Bunny 啊，ငယ်တုန်းကဒီစကိုင်းရှင်ကိုလိုက်စစ်မလားညနေလိုက်တာမလားခေတ်ကလေးကအခုဒီမှာကျတော့မင်းလေးဆန်ဆန်ပုံစံလေးဖမ်းထားတယ်ဆိုတာဒီမောင်မိမဆန်ဆန်တာယောက်ျားဆန်ဆန်这大爷没么大嘞，就会做哦。啊？ဘာလဲဘာလို့အဲ့တော့ cherry pan လေးကဘသူလဲဆိုတာကိုမျက်နှာပုံချွတ်ပြဖို့အတွက်အနောက်ကိုခဏလှည့်ပေးရပါမယ်ဟဲ့လေဒါပေမဲ့ cherry pan လေးတော့မဟုတ်ပါဘူး Sally စောက်တော့ကြီး၄ယောက်ဖြစ်ပါတယ်အနောက်ကိုပြရပါဟုတ်လိုက်ပြီ cherry pan လေးမျက်နှာပုံချွတ်ဖို့အတွက်အနောက်ကိုလှည့်လို့ရပါပြီ Sally စောက်တော့ကြီး၄ယောက်ချွတ်လို့ရပါပြီဖြိုးဝဲစုပ်လှည့်လို့ရပါပြီမပြောနဲ့မပြောနဲ့အတမပြောနဲ့မခိုင်လဲလှည့်လို့ရပါပြီဟာဒုက္ခပါကွာဒုက္ခပါအတမပြောနဲ့နော်ဒီဒီလှည့်လို့ရပါပြီကဲထုံးတော့ရေဒီတော့ရှင် cherry pan လေးရဲ့ Sally ကတော့အားလုံးကို surprise တိုက်ခဲ့တဲ့တရုတ်ဆောင်နဲ့ဆိုတော့နည်းနည်းဖြိုးတင်းဖြစ်ပါတယ်